ဆိုတာတရက်တာပါပဲမင်းဟာတရက်တာအတွင်းမွေးဖွားလာခဲ့တယ်ဒီတရက်တာအတွင်းမှာပဲမင်းအသက်ရှင်နေတယ်တည်ဆုံးခြင်းဆိုတာလည်းဒီတရက်တာအတွင်းမှာပဲတိတ်တိတ်လေးရောက်လာတတ်တယ်အရာရာတိုင်းဟာဒီတရက်တာအတွင်းမှာပဲတဖြည်းဖြည်းဖြစ်ပြနေတယ်ဒီနေ့တနေ့တည်းကသာမင်းရဲ့ဘဝပဲမနေ့ကဆိုတာပြန်မရနိုင်တော့ဘူးအရင်နောက်ကျသွားပြီမနေ့ပြန်ဆိုတာကလည်းမလာသေးဘူးစောလွန်းနေမင်းစီမှာအခုရှိနေတာကဒီနေ့ပဲဒီနေ့ရတာလေဘဝပါပဲဒါကြောင့်ဒီနေ့ဟာဘဝရဲ့အစိတ်ပိုင်းတိတိလေးမဟုတ်ပါဘူးဒီနေ့ဟာမင်းရဲ့ဘဝပဲအရာအားလုံးပဲဒါကြောင့်တရရှင်းစီတိုင်းကိုပျော်ရွှင်အောင်နေဖို့လိုပါတယ်နောက်နေ့မှမဟုတ်ဘူးနောက်ရက်မှလည်းမဟုတ်ဘူးငါရှမ်းသာမှပြောမယ်ငါအောင်မြင်မှပြောမယ်လို့မပြောပါနဲ့ငါဒီနေ့ကိုပျော်ရွှင်စွာဖြတ်သန်းခြင်းတယ်လို့ပြောပြီးမင်းရဲ့တနေ့တာကိုပျော်ရွှင်စွာဖြတ်သန်းပါ